နီးကစီးပွားတိုင်းရှာတတ်တာအနည်းခင်းနဲ့မမီဘူးလေခင်းနဲ့မမီဘူးခစ်ကမျိုးမျိုးပြောင်းလဲနေတယ်အကုန်လုံးကကိုမရှိလေဒီဆိုင်ကဖြစ်နေရမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးအနည်းမလုံးတတ်သေးပါဘူးအဲ့ဒါကိုလုံးတတ်ချင်လို့လာတက်တာဒီ level ကိုလာတဲ့လူတွေဒီစီးပွားရေးလုပ်ငန်းရှင်တွေပဲလာတာလေဆရာအဲ့ဒီမှာညီမလုပ်ချင်တဲ့လုပ်ငန်းနှစ်ဝက်တီရလာမယ်ဒီချိန်ကမှဒီလိုလုပ်နိုင်ဖို့ဆိုတာလုပ်ငန်းရှင်တွေမလုပ်နိုင်ပါဘူးဗျလုပ်ငန်းရှင်တွေကဆက်ခဲကြီးကြားထဲမှာမနေ့ကြော်ပြတ်သွားလာနေရတာပါဒါပေမဲ့ကိုရမျိုးကတော့လက်မထောင်ရပါပဲနော်ဒါတွေအားကြလို့အသက်ကြီးရင်လည်းလာတက်လိုက်တာပါနော်တက်ချင်ရတယ်ကျွန်တော်သူ့ကိုကလေးလိုပဲမြင်ထားတာဒါပေမဲ့သူတက်ပြီးတဲ့အခါမှာသူ့ရဲ့ပြောဆိုမှုရာလုံးပုံကိုင်ပုံတွေပေါ့အဲ့ဒါတွေကကျွန်တော်ကလုံးဝကိုတခြားစီဖြစ်သွားတာအဲ့ဒါတွေကိုထင်ကြည့်ပြီးတော့ဒါဆိုရင်တော့သူလွတ်တဲ့တင်လန်းကိုတော့တက်မှဖြစ်မယ်ဆိုပြီးလာရတာပါဆရာဘယ်အောင်မပြောင်းလဲဘယ်သွားရင်ပြောင်းဘယ်လိုသွားမယ်ပြောင်းပြီးရင်စားသွားမယ်ဆက်သွားမယ်ဆောင်းတော့ပြောစနစ်ကြကြမိသားစုလုပ်ငန်းမှာပပနဲ့မမနဲ့ခေါင်းလေးရမယ်သူတို့မပါဘဲနဲ့ကိုတယောက်တည်းဘယ်လိုမျိုးသူတို့အလုပ်တွေကိုခွဲလုပ်ပေးရမလဲဆိုတာကိုလည်း plan နေကြနိုင်တယ်ပေါ့နော်ကိုလုပ်ငန်းလေပတ်တဲ့ပုံစံ system ကြမကြအဆင်ပြေမပြေအလုပ်ဖြစ်မဖြစ်ဒီဟာကြီးအားလုံးကလည်းပြင်ပတရားမှုကြောင့်ဆိုတာထဲကိုပေါ်ပဲဒီကိုယ်ကလည်းပေါ်မူတည်ရဆိုတဲ့အကြောင်းကိုလည်းပို့ပြီးရှင်းရှင်းလင်းလင်းသိလာရပါတယ်ရှင်ဟုတ်လိုအပ်ချက်တွေမှားတာကြီးဒီကနေ့ကိုတက်အများကြီးသိခဲ့ရပါတယ်ကိုပြပြမိုးပါပေါ့နော်